ခုနောက်ပိုင်းမှာဆိုလို့ရှိရင်ကွာတော်လိုင်းထဲမှာရှိတဲ့ထုတော်ဆယ်လီတွေပေါ့နော်သူတို့တွေကနေပြီးတော့မှ sexual harassment case တွေ rape case တွေကျူးလွန်ကြလို့ဆိုပြီးတော့မှတော်တော်လေးကြရဲထလာကြတယ်ပေါ့နော်အားကြောင့်မလို့တော်လိုင်းထဲမှာရှိတဲ့သူတွေအားလုံးကိုကျမလေးဒီနေ့ပေါ့နော်ဖွင့်ကြောင်နီးလူတယောက်ကိုကစီကန်းရှိရှိ standard ရှိရှိနဲ့ပေါ့နော် ethics ရှိရှိနဲ့ဖွင့်ကြောင်မလဲဆိုတဲ့အကြောင်းကိုကျမဒီနေ့ပြောပြပေးတော့မယ်ဥပမာဆိုလို့ရှိရင်ဒီမှာခွာအစင်လေးတယောက်အဲ့လေအစင်ပေါ့နော်အစင်တယောက်အဲစပတ်နဲ့ oh my god စပတ်နဲ့ပေါ့နော်သူကသူဘယ်လိုပဲပို့ဒါသူ့အကြောင်းတော့သူကသူကြိုက်လို့ဝခွင့်ရှိတယ်သူဟာသူပြပိုင်ခွင့်ရှိတယ်ကျမအနေနဲ့ဆိုလို့ရှိရင်ကြည်ပိုင်ခွင့်ရှိတယ်ထိပိုင်ခွင့်မရှိဘူးဗဇက်နဲ့လည်းတရမ်းပြီးတော့စော်ကားပိုင်ခွင့်မရှိဘူးဟုတ်ပြီနော်ပထမဆုံးအနေနဲ့ကျတော့ဗဇက်နဲ့စော်ကားတာပေါ့နော်ဥပမာဘယ်လိုလဲဆိုလို့ရှိရင်မောင်လေးမောင်လေးအရန်ကြိုက်တဲ့အဲ့အမျိုးဒါဒီ तू ကနေပြီးတော့မှကိုယ်လည်းမသိဘူး तू ဒီလည်းနှစ်ဦးသဘောတူမဖြစ်နေဘူးဆိုလို့ရှိရင်ဒါဒီဘာမှုမြောက်လဲဆိုလို့ရှိရင် insulting မြောက်ပါတယ် insulting ဒီပါဇက်နဲ့စော်ကားတာပေါ့နော်အဲ့လို insulting ဖြစ်ပါတယ်အဲ့လိုမဟုတ်ပါနဲ့အဲ့ဒီဟာတစ်ဆက်ပို့ပြီးတော့မြင့်မယ်ပေါ့နော်အဲ့ဒီဟာကို तू က तू နေတဲ့ဟာ तू စက်ပတ်လေးပြရမှာပေါ့ကွာအဲ့တော့ကိုကတော့ပြီးတော့မှ तू နဲ့အကိုလည်းမသိဘူးနဲ့ဦးသဘောတူလည်းမရှိဘဲနဲ့ပေါ့ကွာပါဇက်နဲ့စော်ကားနေမကောက်တော့ပြီးတော့မှတော့ထိလိုက်တယ်အဲ့တော့ကင်လိုက်တယ်ဟိုဝါယူကင်လိုက်တယ်အဒီယာယူကင်လိုက်တယ်တစ်ဖက်ပါကွန်ဆတ်မပါဘူးဆိုဒီဒါဒီ assaulting ပါ physical assaulting မြောက်ပါတယ်ဒါဒီကိုထိလက်ရောက်ကင်ပြီးတော့ဟိုဖြစ်တာပေါ့မြောက်ပါတယ်အဲ့တော့အဲ့နှစ်ခုပေါင်းတဲ့ခါကျလို့ရှိရင် sexual harassment ဆိုတာဖြစ်လာတယ်ပေါ့နော်ပြောမယ်လို့ရှိရင် sexual harassment ကတော့တခြားတယောက်ရဲ့တူသဘောတူစံနာမပါဘဲနဲ့မှာသူ့ရဲ့ sexual ဘိုင်းဆိုင်ရာကိုထိပါတာဟိုကလောက်တာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့တော်လည်းလောက်တဲ့သူတွေနဲ့အမျိုးကိစ္စတွေတတိထားဖို့လိုမယ်ဖုန်ကြောင်လို့ရတယ်ပြောမယ်ဆိုလို့ဟုတ်ပြီနော်ဒါပေမဲ့ attention standard ရှိနဲ့ စီရှိနဲ့ကြောင်ဖို့လိုမယ်ပြောမယ်ဆိုလို့ရှိရင်အဲ့တော့သူ့အကြောင်းစီတယ်မလားစစ်ပနဲ့မောင်လေးသူရှိမှတော့ပြောတော့မစော်ကားနဲ့သူ့ပြောမောင်လေးဘာဖြစ်လဲဖြစ်နေတော့ပြောလို့မရကိုကကိုတယောက်တည်းကောင်မအကိန်းကြီးပြောလို့ရတယ်ကိုတငယ်ချင်းနဲ့တငယ်ချင်းတောင်းမှကြောင်းကောင်မဘာဖြစ်နေပြီပြောလို့ရတယ်အဓိကတော့သူစိတ်နှောက်ရှက်မဖြစ်သွားဘူးဆိုလို့ရှိရင်ဒါဒီဘာမှမဖြစ်ဘူးဟုတ်ပြီနော်ကြိုက်တော့ပါဇက်နဲ့စော်ကားသူ့မန်းပြီးတော့ပဲလုံဘာမှမဖြစ်ဘူးအဓိကဒီသူ့ပေါ်သွားပြီးတော့မှစိတ်ပိုင်းဆိုင်ရာကို verbal ပိုင်းဆိုင်ရာနှုတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာထိခိုက်မှုမရှိဘူးဆိုသည်ဒါဒီပြောမယ်ဆိုလို့ရှိရင်ဒါဒီတန့်ရှင်တော့ဖုန်ကြောင်နီးမှာကျမလည်းဖုန်အရန်ကြောင်တယ်အစိမ်ကြီးတိုင်းငန်းတယ်ဒါပေမဲ့ပြောမယ်ဆိုလို့ရှိရင်စီစီနဲ့လုံစေချင်တယ်ပေါ့နော်ကိုယ့်ရဲ့တော်နေဘက်ကလူတွေကိုပေါ့နော်ပြီးလို့ရှိရင်လည်းပေါ်လာမှအမျိုးဖြစ်တယ်စိတ်ပြည့်တယ်ဆိုမဖြစ်စေချင်ဘူးဒါဒီ assaulting ဒါဒီ sexual harassment case ပဲဖြစ်တယ်အဲ့ဒါတစ်စိမ့်ပုံမြင်လာမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ဆန္ဒမထိနိုင်တဲ့မောင်လေးနေထိုင်တဲ့လူပြောက်တော့ပြောမှာကွာနှုတ်ဦးသဘောတူဆန္ဒမပါမယ်တော့မှကျင့်လိုက်တာတို့ဒိတ်ကျင့်တယ်ပေါ့အဲ့လိုမျိုးအဲ့ဒါဆိုပိုးဆိုးသွားပြီအဲ့ဒီ case ဆိုလို့ရှိရင်နော်ဒါဒီလုံးဝလက်မခံနိုင်ကြအမှုဖြစ်သွားပြီဒါဒီ zero tolerance မှာခွင့်ပြုစာလုံးဝမရှိပါဘူး tolerance ဆယ်လီရပဲလောဘဒူကပဲလောတဲ့မျိုးဟာတွေကိုရှုတ်ချမှာဖြစ်တယ်ပေါ့နော်အဓိကကျတော့ဗါလဲဆိုလို့ရှိရင်ကိုယ့်ကိုစီးရှိကြပါလို့ tolerance ဒီလောက်တဲ့သူတွေအနေနဲ့ပေါ့နော်ကိုယ့်ရဲ့နာမည်တစ်လုံးကိုယ့်ရဲ့သိက္ခာတစ်လုံးကိုဘာမှမဟုတ်တဲ့ကိစ္စတစ်ခုတည်းနဲ့ဟိုမချနေကြပါနဲ့ထိချုပ်ဆက်ရှိတာထိချုပ်ပါစောက်ထိဆက်ရှိတာစောက်ထိုင်ပါပြောမယ်ဆိုလို့ရှိရင် ethic ကပြောမယ်ဆိုလို့ရှိရင်လူတိုင်းနားလည်ရမယ့်အရာဖြစ်ပါတယ်စီးဆိုတာရှိရပါတယ်အရန်စာနေတယ်ဆိုလို့ရှိရင်ဝယ်စားလိုက်ပါနော်ဒီအရန်စာနေမလားဝယ်စားပလိုက်နော် standard ရှိနဲ့ဝယ်စားလိုက်တော်လေးမှာအလုပ်အများကြီးလုပ်နေရလို့ဒါကြီးကုလို့မိပါတယ်ဆိုတော့ဖြစ်တွေ့ပြီးသားအကြောင်းလည်းမရှိဘူးနော်အဲ့တော့ပြောချင်တာရှင်းပဲအဲ့တော့ social harassment လုပ်တဲ့သူ rate လုပ်တဲ့သူကိုသူ့ရဲ့ကျူးလွန်တဲ့ဟာအပေါ်မူတည်ပြီးတော့မှမယ်အေးယူသိမ်းတာအေးယူကျန်တဲ့မစီမဆိုင်တဲ့ကိစ္စကိုပေါ့မလို့နဲ့ fitting ကို blaze ရပါကြောင်းမရှိဘူး fitting ကသူ့ဟာသူပြပိုင်ခွင့်ရှိတယ်သူ့ဟာသူစစ်ပတ်တွေကိုကြိုက်တယ်လို့ပြမှာပြလို့ရတယ်ကြိုက်တဲ့အဝတ်စားတွေ့လို့ဝတ်ပိုင်ခွင့်ရှိတယ်သူ့ဟာသူဝတ်စားစလေးအတွင်းထိုင်နေလို့ရတယ်အဓိကဒီပို့ပဲဟုတ်ပြီနော်ကိုယ်နဲ့အသေးရှိရမယ်ကြီးပိုင်ခွင့်ရှိတယ်ထိပိုင်ခွင့်ရှိတယ်စော်ကားပိုင်ခွင့်မရှိဘူးအဲ့ဒါကိုသိရပါပြီဒါနဲ့ကျမတို့ရဲ့အဲ့လေတွေရောင်းမယ်နော်ကျမတို့အဲ့လေလာဝယ်လို့ရအောင်ကျေးဇူးဒီနေ့ကတော့အတိပညာပေးဘူးတူတက်Oh, so many.